ကဲအောက်ဆောင်အောက်လိုက်ကွာတယ်နဲ့နာကျင်မှုထာဝရငရေတို့ကိုတဲ့ကရင်လိုဘယ်လိုခေါ်လဲစရာမှုတဲ့ကဲမောရုပ်နာကျင်မှုเนาะနာကျင်မှုကိုကြတော့နာကျင်တာကိုကြတော့ကျမတို့အနောက်ဘိုးကင်းလူကစာလို့ပဲပြောတယ်ပေါ့နော်စာတကယ်လို့များစိတ်နာတယ်စိတ်ရနာကျင်မှုအဲ့လိုမျိုးပြောချင်တယ်ဆိုရင်တော့တာစာလို့ပဲပြောမယ်နော်တာစာဒီတိုင်းနာတာဆိုရင်တော့စာတကယ်လို့စိတ်နာတယ်ဒီလိုမျိုးဆိုရင်တော့တာစာလို့ပဲပြောမယ်ပြီးလို့ရှိရင်ထာဝရကိုကြတော့အနောက်ဘိုးကင်းလူကလက်ဆူးရလို့လည်းပြောတယ်နောက်တစ်ခုကကြတော့အဆူဆူအကြကြလို့လည်းပြောတယ်နော်လက်ဆူးရရဲ့အဆူဆူအကြကြအဲ့ဒါကထာဝရနောက်ဆုံးတစ်ခုကကြတော့ငရဲပေါ့နော်ငရဲကိုကြတော့အနောက်ပိုးကင်းလူကရလို့ပဲပြောတယ်နော်ရဥမာအဖြစ်ငရဲတဲ့ကြတယ်ဆိုရင်လန်လရဖဒီလိုမျိုးနော်နာကျင်မှုကိုကြတော့စာလို့ပဲပြောတယ်နော်နာတာကိုစာတကယ်လို့များစိတ်နာတယ်ဆိုရင်တော့တာစာထာဝရဆိုရင်လက်ဆူးရလို့လည်းပြောတယ်နော်လက်ဆူးရလို့လည်းပြောတယ်အဆူဆူအကြကြလို့လည်းပြောတယ်ငရဲကိုကြတော့ရလို့ပဲပြောတယ်နော်ရကဲစကုတ်စတာနဲ့